လူကလည်းရောက်ရက်ခတ်ပြီးအလုစောကတ်နေတတ်တယ်။ဒီကအရေးကြီးဆုံးကတော့ခေါင်းကျုံးမမာဘူးပါပဲ။ကိုဖြစ်ချင်တယ်လို့သာအရာရာတိုင်းကဖြစ်နေမယ်ဆိုရင်လောကကြီးကအယမ်းပျော်စရာကောင်းပြီးတာယာနေမှာပေါ့။ကိုရင်းနဲ့ကအတန်ကိုကြားနိုင်မှုအတွက်ဆိုရင်အကောင်းဆုံးနည်းလမ်းကတိတ်ဆိတ်ငြိမ်သက်စွာနေထိုင်ခြင်းပါပဲ။ဒီလိုလေ့ကျင့်မှုဆိုရင်အကောင်းမြင်စိတ်ထားရှိရမယ်။ကိုယ့်ရဲ့အသက်ရှူတိုင်းဒီအသက်ကလေးကိုပြန်ရှူထုတ်တိုင်းပင်ပန်းစေတဲ့စိတ်ဖိစီးမှုတွေအားလုံးတဖြည်းဖြည်းလျော့ကျသွားပါစေ။အစရှိတဲ့အသေးမွှားကိစ္စလေးတွေကိုစိတ်ထဲကအတိရှိရှိနဲ့ခံစားတတ်ပြီဆိုရင်လက်ရှိအချိန်မှာနေထိုင်တတ်သူတူဖြစ်နေပါပြီ